အားလုံးပဲမင်္ဂလာပါကျွန်တော်ခုကတော့ကျွန်တော်ရဲ့ဒီ B9 နဲ့ Mate 2 ဆိုင်တွေအတွက်ပေါ့နော်အထူးစီစဉ်ထားတဲ့ကျွန်တော်ရဲ့ design PSC file တွေနဲ့ကျွန်တော်ပြန်မိတ်ဆက်ပေးပါမယ် design PSC file တွေကတော့ဒီမှာအများကြီးရှိပါတယ်အားလုံးပေါင်းဆိုလို့ရှိရင်ကျွန်တော်တို့ရာချီပြီးတော့ရှိရပေါ့နော်ကျွန်တော် design တွေကဘယ်လိုဟာတွေပါမလဲဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုဟာတွေပါမလဲဆိုလို့ရှိရင်ကျွန်တော်တစ်ချက်ပြပေးမယ်ပေါ့နော်တို့ design တွေရှိမလဲဆိုလို့ရှိရင်ဟုတ်ပြီကျွန်တော်ရဲ့ design PSC file တွေကတော့ကျွန်တော်တို့ကဒီမှာဆိုကျွန်တော်တို့ဒီမှာပေါ့နော်ဒီမင်္ဂလာဆောင်ဖိတ်စာပါမယ်ပြီးလို့ရှိရင်ဖျားနေကစားတင်ဖိတ်စာပါမယ်အလူဖိတ်စာရှင်ပြုမွေးနေ့တရားပွဲဖိတ်စာတွေပါမယ်ရှက်တောင်နဲ့ဖိတ်တဲ့ဟာတွေပါမယ်ပြီးလို့ရှိရင်ပညာရေးပွဲတော်ဖိတ်စာတွေစိုက်ဖွင့်ပွဲဖိတ်စာတွေအားတွေကုန်ပါမယ်နာရေးဖိတ်စာတွေဂုဏ်ပြုမှတ်တမ်းလွှာ PSC ပိုင်းတွေ10တန်းအောင်ဂုဏ်ပြုမှတ်တမ်းလွှာတွေပါမယ်တာရေးနာရေးနဲ့လူမှုရေးနဲ့ပတ်သက်တဲ့ဂုဏ်ပြုမှတ်တမ်းလွှာတွေကလည်းပါအောင်မယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဖိတ်ကြားလွှာမျိုးဆိုတော့အားလုံးပေါင်းပြီးပြောတာပြီးလို့ရှိရင်ပေါင်ချာတွေရှိမယ်လိပ်စာကက်ဒီဇိုင်းတွေရှိမယ်ပေါင်ချာဆိုရင်ကာလာမျိုးစုံရှိမယ်အလူခံဖြတ်ပိုင်းစာချုပ်မျိုးစုံရှိမယ်ဒိုဘီပေးမယ်ကနေရိုက်ထားတာရှိမယ်ပြီးလို့ရှိရင်ကျွန်တော်2025 2026ပြက်ကလေးနေရမယ်မြန်မာကနုတ်ပေါင်တွေရှိမယ်မြန်မာမှုနတ်သားပုံတွေပေါ့နော်မြန်မာနတ်သားပုံတွေဘုံကြီးသင်္ကန်းတွေမင်္ဂလာဆောင်ဝတ်စုံတွေပွဲဝတ်စုံတွေရှင်ပြုနာတာဝတ်စုံတွေစပင်စရုံးတွေဝတ်စုံမျိုးလူဝတ်စုံတွေရှိမယ် passport အင်ဂျီတွေမျိုးစုံရှိမယ် background နောက်ခံ background တပ်ပုံဆရာတွေအတွက်ဆိုနောက်ခံ background တွေမျိုးစုံရှိမယ် t-shirt sticker တွေရှိမယ်ဖိတ်စာအတွက်လိုအပ်တဲ့ font လှတွေရှိမယ်စုစုပေါင်း design PSC file 1000ကျော်1500လောက်ရှိပါတယ်အဲ့ဒါအောင်မှ member ကြီး2000ကျပ်ကောမှ13000ကျပ်နဲ့ join ခွင့်ရပါမယ်အထူးအစီအစဉ်အနေနဲ့ကတော့ကျွန်တော်ရဲ့ဒီမိတ်တူနဲ့ B9 ဆိုင်တွေအတွက် join ထားတဲ့သူတွေကတော့ကျွန်တော်တို့ကအထူးအစီအစဉ်အနေနဲ့ဘာရအောင်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီကွန်ပျူတာနဲ့ပတ်သက်တဲ့ software တွေလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ကိုလာပြီးတောင်းလိုက်ပါမိတ်တူနဲ့ B9 ဒီ join ထားတဲ့သူတွေပေါ့နော်ကျွန်တော်တို့ဒီကွန်ပျူတာနဲ့ပတ်သက်တဲ့ software တွေကို free ပေးနေပါတယ်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်